information celebration education foundation situation complication မင်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့ TION နဲ့စုံတဲ့စကားလုံး6လုံးကိုကျွန်တော်နဲ့အတူ practice လုပ်ကြရအောင်เนาะပထမတစ်လုံးက information celebration education foundation situation complication အခုလို American သုံး English စကားလုံးအတန်တွက်တဲ့အသုံးအနှုန်းတွေကိုမမှန်ကန်ကန်လေ့ကျင့်နိုင်အောင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ I see you tomorrow